တရားခေါ်တဲ့လူတိုင်းအတွက်အမှန်တရားဆိုတာလူမျိုးမရွေးဘာသာမရွေးဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လူဆိုရင်လူသားတွေမှန်သမျှတူတူပဲယုံကြည်ချက်ချင်းတူတာမတူတာအသာထားနော်ဒီမယုံကြည်တဲ့လူလဲထညက်ဆိုတာချိုးတယ်ဆိုတာဘသူစားစားချိုးမှာပဲလေငါထညက်ချိုးတယ်ဆိုတာငါမယုံဘူးစားကြည့်မယ်စားကြည့်တဲ့လူလည်းချိုးမှာမယုံဘူးလို့ပြောတဲ့လူလည်းချိုးမှာပဲယုံတယ်လို့ပြောတဲ့ပုဂ္ဂိုလ်လည်းချိုးမှာပဲဘာကြောင့်လို့ဆိုရင်သူ့ရဲ့သဘာဝကအချိုးတတ်ကိုထို့တူပဲကုသိုလ်ကောင်းမှုဟာလည်းပဲယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဒီလမ်းကြောင်းဒီအလုပ်ကိုလုပ်ရင်ကောင်းကျိုးချမ်းသာရမှာပဲအကုသိုလ်ဆိုတဲ့အလုပ်ဟာဒုက္ခဝိပါကဆိုးကျိုးကိုပေးတာဖြစ်တော့ကြောင့်ဒီအလုပ်ကိုလုပ်ရင်ဗုဒ္ဓဘာသာဆိုပြီးကင်းလွတ်ခွင့်ရမှာမဟုတ်ဘူးတခြားဘာသာဆိုပို့ပြီးတော့ဒုက္ခရောက်တယ်ဆိုတာလည်းမရှိဘူးရှောင်တဲ့လူရမှာပဲမရှောင်တဲ့လူခံရမှာပဲမလို့တဲ့နာကိုလုပ်ရင်ဘယ်သူမျိုးမဆိုမလို့တဲ့နာရဲ့ဒဏ်ခတ်မှု reaction ဆိုတဲ့သဘောတရားရမိကင်မဲ့ဆိုရင်ဘယ်သူကင်ပူမှာပဲအကာအကွယ်မလုပ်ဖ ೇನೆ ကင်နဲ့ပုဂ္ဂိုလ်ရဲ့လက်လောင်းမှာပဲဒါမိရဲ့သဘာဝပဲအဲ့ဒါလိုပဲအကုသိုလ်လို့ဆိုတာငါတို့ကတော့မယုံလို့ငါ့ကိုအကုသိုလ်ကကြုံပေးဘူးလို့မရှိဘူးမရှိဘူးအဲ့တော့ယုံနဲ့ယုံလို့အကုသိုလ်ကကြုံမပေးဘူးဆိုတာလည်းမရှိဘူးတဘာဝတရားဆိုတာတူညီသောလှုပ်ဆောင်ပေးမှုရှိတယ်ခွဲခြားတာမျိုးမရှိဘူးအမှန်တရားဆိုဒီမှာဒါကဘာလူမျိုးဒါကဘယ်ဘာသာဝင်ဒါကအမျိုးသားဒါကအမျိုးသမီးဒီလိုခွဲခြားတာမျိုးလုံးဝမရှိဘူးဘယ်သူပဲဖြစ်ဖြစ်အားလုံးဟာတူညီတဲ့အကျိုးကျေးဇူးကိုခံစားရမယ်တူညီတဲ့ဒုက္ခကိုလည်းခံစားရမှာဖြစ်တယ်အလုတ်တူညီရင်ဒုက္ခတူညီမယ်အလုတ်တူညီကောင်းတဲ့အလုတ်ချင်းတူညီရင်ကောင်းကျိုးချမ်းသာရကြမယ်ဆိုးကျိုးကိုဖြစ်စေတတ်တဲ့မကောင်းတဲ့အလုတ်ချင်းတူညီရင်လည်းမကောင်းကျိုးရကြမယ်အမှန်တရားဆိုတာကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့ကနေ့ခေတ်မှာဆိုလို့ရှိရင်အလုံးနားလဲတာနိုင်တာနဲ့ပြောမယ်ဆိုရင်ကိုလုံးတဲ့ပုံရိပ်တွေဟာကိုယ့်ရင်ထဲမှာရှိတယ်မှတ်တမ်းတင်မိသား